ွေးမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ်ဆေးကဒီဆေးပါပဲခင်ဗျာ Tarlosin injection တရိษံများတွင်ဖြစ်ပွားသောယောဂပိုးဝင်မှုများအားကုသရန်အတွက် macrolide အုပ်စုဝင်ပရိဇီဝဆေးဖော်ပြချက် Tarlosin injection သည်အဓိကပါဝင်သောဆေးစွမ်းအားရှိပစ္စည်း Tarlosin tartrate Tarlosin နှင့် ဂရမ်မီလီလီတာနှင့်ညီမျှသောပါရှိသည့် macrolide အုပ်စုဝင်ပရိဇီဝဆေးတစ်မျိုးဖြစ်ပါသည်နွားကျွဲဝက်ခွေးကြောင်နှင့်အခြားမွေးမြူရေးတိရစ္ဆာန်များတွင်ဖြစ်ပွားသောဘက်တီးရီးယားကူးစက်မှုများအထူးသဖြင့်မိုက်ကိုပလာစမာကူးစက်မှုများနမိုနီးယားအဆုတ်ရောင်ရောဂါ၊ဥရောင်ရောဂါ၊သက်အိမ်ရောင်ရောဂါ Metritis နှင့်အခြားသောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအားကုသရန်ထုတ်ထားခြင်းဖြစ်ပါသည်အဓိကပါဝင်ပစ္စည်း Tarlosin tartrate Tarlosin 200 ဂရမ်မီလီလီတာနှင့်ညီမျှသည်တင့်တော်သောတိရစ္ဆာန်များနွားကျွဲဝက်ခွေးကြောင်ဆေးကုံသတ္တိများအသုံးပြုရန်ညွှန်များနမိုနီးယားအဆုတ်ရောင်ရောဂါကုသရန်ဥရောင်ရောဂါကုသရန်သက်အိမ်ရောင်ရောဂါ Metritis ကုသရန်မိုးကောက်ကိုပလာစမာကူးစက်မှုများကုသရန်နွားများတွင်ရုတ်တရက်ဖြစ်သောနို့သည်အိတ်ရောင်ရမ်းခြင်း acute mastitis ကုသရန်ဝက်များတွင်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါများအဆိပ်ရောင်ယောဂါနှင့်အရေပြားယောဂါအချို့ကိုကုသရန်အတွက်အသုံးပြုနိုင်သည်မသုံးဆွဲရန်သတိထားရမည့်အချက်များ macrolide ဆေးများနှင့်ဓာတ်မတည့်သောတိရစ္ဆာန်များတွင်မသုံးဆွဲရပါပြင်းထန်သောဓာတ်မတည့်မှုများသို့မဟုတ်အသေးကြောက်ကပ်ပြဿနာရှိသောတိရစ္ဆာန်များတွင်အသုံးမပြုရပါဆေးကုဆရာဝန်အကြံပြုချက်မရှိဘဲအခြားဆေးဝါးများနှင့်ပေါင်းစပ်အသုံးပြုခြင်းကိုရှောင်ကျဉ်သင့်ပါသည်ဆေးပမာဏအသုံးပြုနည်းကုသမှုကာလနွားကျွဲဆေး8မီလီဂရမ်ပေါင်ဆေး1မီလီလီတာပေါင်25ကြွက်သားအတွင်းထိုးဆေးတစ်နေ့လျင်တစ်ကြိမ်ယောဂလက္ခဏာများသက်သာသည့်အထိကုသပါ9ရက်ထက်မပိုရဝက်ဆေး4မီလီဂရမ်ပေါင်ဆေး1မီလီလီတာပေါင်50ကြွက်သားအတွင်းထိုးဆေးတစ်နေ့လျင်2ကြိမ်ယောဂလက္ခဏာများသက်သာသည့်အထိကုသပါ3ရက်ထက်မပိုရခွေးကြောင်ဆေးကုဆရာဝန်၏ညွှန်ကြားချက်အတိုင်းကြွက်သားအတွင်းထိုးဆေးသို့မဟုတ်ပါးစပ်မှတိုက်ကျွေးနိုင်သောဆေးဆရာဝန်၏ညွှန်ကြားချက်အတိုင်းသာအသုံးပြုပါသတိပြုရန်နွားများတွင်တစ်နေရာလျင်ဆေး10မီလီလီတာထက်မပိုထိုးရဝက်များတွင်တစ်နေရာလျင်ဆေး5မီလီလီတာထက်မပိုထိုးရဆေးရရန်အချိန်ကာလအသားနို့စားသုံးရန်စောင့်ဆိုင်းရမည့်ကာလအသား2ရက်မှ9ရက်အထိကြိုတင်ရက်ပါနို့2ရက်မှ3ရက်အထိကြိုတင်ရက်ပါတိမ်စင်းနှင့်ဆေး၏အာနိသင်ထိရောက်မှုကိုထိန်းသိမ်းရန်အတွက်6တွေ့အေးမြသောနေရာတွင်သိမ်းဆည်းပါနေရောင်တိုက်ရိုက်မထိပါစေနှင့်အရေးကြီးအကြံပြုချက်ဘေးကင်းလုံခြုံမှုနှင့်ကုသမှု၏တင့်တော်သောထိရောက်မှုရှိစေရန်အတွက်မည်သည့်ဆေးကိုမဆိုအသုံးမပြုမီဆေးကုဆရာဝန်နှင့်အမြဲတမ်းတိုင်ပင်ဆွေးနွေးပါ Tarlosin injection ကိုဘာကြောင့်ရွေးချယ်သင့်သလဲမိုက်ကိုပလာစမာနှင့်ဆေးရင်ပါသောဗိုင်းရပ်စ်ပိုးများကိုထိရောက်စွာတိုက်ဖျက်နိုင်သည်နွားကျွဲဝက်ခွေးကြောင်စသည့်တိရစ္ဆာန်မျိုးစုံတွင်အသုံးပြုနိုင်သည်အသုံးပြုရန်လွယ်ကူပြီးအာနိသင်ကြာရှည်ခံသောဆေးဖြစ်သည်မွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာ Mac တနိုင်တစ်ပိုင်ဝက်မွေးမြူရေးညီကိုများကြိုက်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ